ကျွန်တော်ဒီကိစ္စနဲ့ပတ်သက်လို့ဒီလာတဲ့အခါကျတော့ဒီဗီဒီယိုအပြတ်မစင်းတဲ့ဒီတိုင်းဖြစ်လို့ရတယ်အခုဖြစ်ဒီပညာတွေရွှေ့ပြီးတော့အများလက်ခံနိုင်တဲ့နေရာကိုရွှေ့ပါမယ်ရွှေ့ပြီးဆက်ပြီးတော့ကျွန်တော်ဒေသခံကိုပို့ဝင်နိုင်အောင်အဲ့ဒီမှာထားပြီးခဲ့တယ်ဆိုလို့ရှိရင်တော့ဝက်ပြီးတော့လုံးလို့ရတယ်ဆိုပြီးဒီဗီဒီယိုတစ်ချိန်တစ်ခါမှအချိန်ခံလို့ပြောပါတယ်ဒီကိစ္စကလည်းဒီလူရဲ့ကိုယ်ဝယ်ရတာကိုသုံးသွားအောင်ကျွန်တော်ရှင်းပေးပါမယ်အဲ့ဒါလည်းဒီမှာအသေးစိတ်ပါဒါကျွန်တော်တို့ရဲ့ကော်ရှင်ကအကြံပြုလိုက်ချက်ဖြစ်ပါတယ်နောက်ကြောင်းသိချင်တာကြီးရှိပါသေးနော်လုံးပြပြမှာအဲ့ဒါလည်းဒီခါကလည်းမပါတယ်အတိခါတော့မဖတ်ပါနဲ့အဲ့ဒါလည်းပြန်တော့အဲ့ဒါမှလည်းဘာသာရေးပြောဖို့ကတော့အဲ့ဒီနားဟာမျိုးပါဒါတော့ဘာအားလုံးကြတော့ဘယ်လိုနားထောင်လဲပြော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 လာတယ်ဘာလို့လဲဒီရားလေးစီပါပြီးတော့ဒီပြောဆောင်တော့အခုဒီကပြေးနေတော့ပါတော့ဘုရားကြီးဝမ်းလာတယ်သူတို့ပေးရတယ်တော့မတော့စားတယ်ခုတကလည်းပြောနေတယ်ဘာမှမပါဘာလုံးလဲသူတို့ကမခံစားရပါဘူးဘာဖြစ်လို့သူတို့ကနေပြီးတော့သူတို့လိုချင်တာလုပ်ပေးရမယ်ပေါ့နော်ဒါကတော့အမေရှင်းရှင်းလင်းလင်းပဲပြောတယ်မလုပ်ပေးနိုင်ဘူးအမေတတ်နိုင်တာပဲလုပ်ပေးမယ်ဒါနဲ့အမေအကောင်းဆုံးရှင်လို့မှန်တယ်ရှင်လို့လုပ်တာမှန်တယ်ရှင်လို့လုပ်တာဒါမူရလုပ်တာဒါမကျေနပ်လို့ရှုံချမယ်ဆိုရင်ရှုံချပါဒါနိုင်ငံရေးအရဒီလိုခံရမှာဒီကြီးပုံလေးပြခွဲတော့ဦးဇင်းတို့တန်ခါတော်တော်များများထိကြိုက်ခံရရှိပါတယ်ဒါကြောင့်မလို့အပြင်းထန်တန်ဃာတော်၄ပါးအပါဝင်တန်ဃာတော်တွေမီးလောင်တန်ရာရသွားခဲ့ကြပါတယ်။ကျော်ရွာဂိတ်ကနေဆိုရင်ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရတာက၄ပါးပါ။ခေါင်းတို့လက်တို့နောက်ကျောတို့အစရှိပြီးဒီမီးလောင်တာကတော့14-15ပါးခန့်ရှိပါမယ်။ဘယ်ကြောင့်လဲကဆရာတော်တွေပါလဲဖေ။အဲ့ဒါကတော့ဦးဇင်းတို့တန်ဃာတွေကမုံရွာတန်ဃာပုဂ္ဂိုလ်တန်ဃာမန္တလေးတန်ဃာဆိုတော့အကုန်လုံးချမ်းမြနှုံးတွေဦးဇင်းတို့ဒီစုပေါင်းပြီးတော့နေကြတာဆိုတော့ဦးဇင်းတို့အဲ့လိုကတော့တိကျမပြောရဲတွေကိုအရေးယူပေးဖို့ဆိုတာအကြောင်းကခံယူရမယ်။နေပြောတယ်တရားဥပဒေအရလူတိုင်းဟာအပြစ်ထင်ရှားတယ်ဆိုတာဟာလုံးဝတက်သေးပြည့်စုံမှသတ်မှတ်ရတယ်။အဲ့ဒါမပြည့်စုံလို့ရှိရင်အပြစ်မရှိဘူးလို့ပဲသတ်မှတ်တယ်။အမေတို့ရဲ့တွေးရှိချက်အရဒီရဲတွေဟာရည်ရွယ်ချက်နဲ့လုပ်ဆောင်မဟုတ်ဘူး။ဒီဟာမီးလောင်ဘုံဆိုတာလည်းမဟုတ်ဘူး။ဒါ smoke bomb မီးခိုးဘုံကိုမီးလောင်ဘုံလို့ပြောရမယ်ဆိုရင်အမေမပြောနိုင်ဘူးဟုတ်မှမဟုတ်ဘူး။ပြဝီဒီတော့မှာပြချင်းပဲပြချင်းပဲကျောင်းမှာမင်းဦးလိုက်တော့ပြီးတော့ကြီးနော်အဲ့တော့မိပြောတယ်အခုအာနာပိုင်နေနဲ့ပြောပြီးပြီစီတန်းလေခွင့်ခွင့်ပြည့်တဲ့တောင်းပေးလိုက်ပါဆိုတော့ပေးပါမယ်လို့ပြောတယ်အဲ့တော့တောင်းပြီးတော့ခွင့်ပြည့်တဲ့ယူပြီးတော့ဆန္ဒပြပါခွင့်ပြည့်တဲ့မယူလို့ရှိရင်တော့ဥပဒေဘောင်အတွင်းကလုသိမ်းလုထိုက်တာကိုလုသွားမှာလေဒီဟာတော့လုပ်ရမယ်လေဆိုတော့ဥပဒေစိုးမိုးရေးဆိုတော့ဥပဒေကကိုယ့်တယောက်ပဲကောက်ွယ်ပါတခြားလူတွေကြတော့မကောက်ွယ်ပါနဲ့ဆိုတော့လုပ်လို့မရဘူးကိုယ်လည်းဥပဒေဘောင်အောက်မှာနေရမယ်လူများတွေကလည်းဥပဒေဘောင်အောက်မှာနေရမယ်အဲ့တော့ဒီဟာတွေက crack down နေပါလေဆိုတော့ဘာမှအာဏာပိုင်တွေကနေပြီးတော့လုပ်ဖို့ရည်ရွယ်ချက်မရှိပါဘူးတစ်ဖက်ကနေပြီးတော့ရုံရင်းဆန်ကမဖြစ်ဘူးအကြမ်းမဖက်ဘူးဆိုရင်အာဏာပိုင်တွေဘက်ကနေပြီးတော့အကြမ်းမဖက်ဖို့ဒါသူတို့အတာဝန်ခံအတခိုင်းနေတယ်လို့ပဲဘာခိုင်းနေတယ်များအတခါလည်းလည်းကားပဲအမေသူ့မဲသူ့တော့ကလူလူအကာကွယ်ပြရတယ်အတပည့်ပြီးကမှတန်ငါတော့အခုကလည်းသူ့ကိုပြနေတဲ့သူရှိကြရတယ်အခုသူဖြေလိုက်တဲ့အချေလွားကလူလူတွေကတတ်ခဲ့တာနဲ့ဘာမှမရှိဘူးသူ့ကိုယ်တိုင်ပြောနေအဲ့ဒါပဲအမေသူ့ရဲ့လူလူကမလဲသားပါဘူးတော့ဒါသူ့လူလူတွေကမလဲသားဘူးတော့ဒါသူ့ဒီမတတ်ပါနဲ့ဘောအောင်သားလာမှနှမ်းရလို့အမေလူလူတွေကမလဲအမေကစီယုံမသွားတာလည်းမဟုတ်ဘူးရှင်းပြဖို့သွားတယ်အဲ့တော့ဒီဟာကိုရှင်းပြဖို့သွားတော့အများစုကဖတ်တော့မဖတ်ဘူးအဲ့တော့အမေကပြောတယ်
ဘာဖြစ်လို့မဖတ်ရသေးလဲဆိုသတင်းစာမရလို့ပေါ့နော်တချို့ကတော့မဖတ်တတ်ဘူးဒါနဲ့ဒီရွာထဲမှာစာမဖတ်တဲ့လူမရှိဘူးဆိုတော့မဟုတ်ဘူးအဲ့တော့ဖတ်ပါဆိုတာလေဒါကိုသူကဟိုဖတ်လည်းမဖတ်ထားဘူးဆိုတော့ဆွေးနွေးရတာခက်တယ်ပေါ့နော်အဲ့တော့အမေကတော့အမေရဲ့မူရရပ်တည်မှာလေဒီကော်မရှင်ရဲ့စီရင်ချက်ဟာအမေမှန်ကန်နေထင်လို့အကောင်းဆုံးထင်လို့ချရစီရင်ချက်အဲ့ဒီဟာကိုအမေတာဝန်ယူတယ်ခေါင်းခံဒီကိစ္စကိုသဘောမတူဘူးဆိုလို့ရှိရင်သဘောမတူပိုင်ခွင့်ရှိတယ်အတင်းကျပ်သဘောတူရမယ်လို့ဘယ်လို့မှပြောလို့မရ